လေးတခုစင်ကြင်မိတဲ့အရာပေါ့နော်ဒါကျွန်တော်မှန်တယ်မှားတယ်ဆိုတာတော့မပြောလို့ဒါပေမဲ့သူတို့ပြောတဲ့အရာလေးတခုကပါလဲဆိုတော့မြင်းဖြူလာတဲ့ခါမှာတဲ့လူတွေကိုတဲ့နော်ဒါပြရိတ်ကျမ်းထဲမှာမြင်းလေးကောင်လာဖို့ရှိတယ်နော်အဲ့ထဲမှာမြင်းဖြူလာတဲ့ခါမှာတဲ့သူကလူတွေကိုအောင်နိုင်တဲ့အခွင့်ရှိတယ်တဲ့ဆိုတော့အဲ့နဲ့နော် prophecy ဆရာကြီးတချို့ကပြောလဲဆိုတော့အဖြူရောင်ဆိုရင်လူတွေကယုံတယ်တဲ့ဥပမာဆရာဝန်ရဲ့ duty coat အဖြူရောင် duty coat နဲ့ပြောလိုက်ရင်ယုံတယ်ဟုတ်လားအကုန်လုံးယုံတယ်ကဲဒီဆေးတော့စားလိုက်ဒီဆေးတော့ထိုးလိုက်လို့ပြောတဲ့အခါမှာအကုန်လုံးကလက်ခံတယ်ဘာမှမေးခွန်းမမေးတော့ဒါကိုသိတဲ့အခါမှာအခုဒီကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့လုပ်တဲ့အရာလေးနှစ်ခုပေါ့နော်တစ်ခုကတော့နိုင်ငံတိုင်းကကျမ်းမာရေးအရေးပေါ်အခြေအနေတစ်ခုခုကိုလုပ်ရမယ်ဆိုရင်ကမ္ဘာကျမ်းမာရေးအဖွဲ့ရဲ့ညွှန်ကြားချက်ကိုလိုက်နာရမယ်ဆိုတဲ့အရာတစ်ခုပြီးရင်တော့ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့အထောက်ထားပြနိုင်တဲ့လက်မှတ်အဲ့ဒီ app လေးကိုစပြီးတော့လုပ်နေပြီဆိုတဲ့အရာလေးဒီနှစ်ခုကသိကြဖို့ကောင်းတယ်အဲ့ဒါကဘာကိုပြတာလဲဆိုတော့အခုကျွန်တော်တို့လာတော့မယ်လို့ယုံကြည်သူတွေတမန်ကျမ်းစာကိုလေ့လာတဲ့သူတိုင်းသိထားတယ် anti-christ ရဲ့စနစ်ကူကမ္ဘာရဲ့ one world government အခုက one world government ဖြစ်ဖို့ကိုပို့ပြီးတော့ဦးတည်လာတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့